ရှေးဟောင်းမီးခွက်ကပြန်လည်လင်းလက်လာခဲ့ပြီဆရာကြီးဆရာဦးလေးလေးရဲ့ဝိညာဉ်မီးခွက်ကလင်းလာပြီဆရာကြီးဆရာဦးလေးလေးရဲ့ဝိညာဉ်မီးခွက်ကလင်းလာပြီလို့ဘာတွေလျှောက်ပြောနေတာလဲမင်းရဲ့ဆရာဦးလေးဆုံးပါသွားတာနှစ်ပေါင်း100ကျော်ပြီလေတကယ်ပြောတာပါမယုံရင်လိုက်ကြည့်ပါဦးဝိညာဉ်မီးခွက်ကပြန်လဲတောက်ပလာတယ်ငါရဲ့ညီငယ်လေးတကယ်ပဲအသက်ရှင်နေသေးတာလားနောက်ဆုံးတော့အပြင်ကိုထွက်လာနိုင်ခဲ့ပြီဒီလိုတရေချောက်တဲ့နေရာမျိုးကိုတစ်သက်လုံးပြန်မလာချင်တော့ဘူးကောင်းလေးငါတို့ကြားကဂတိကိုမမေ့နဲ့ဦးအခုတော့ငါရဲ့ကြင်ကြံခြင်းတွေအကုန်ဆုံးရှုံးသွားပြီဒီနေရာကနေရွှမ်းထောင်းကိုင်းကိုပြန်ဖို့ကမိုင်ပေါင်းတောင်းချီဝေးသေးတာပဲဘလို့ပြန်ရပါမလဲထားလိုက်ပါတော့အရင်ဆုံးအေးရေးဝဝအိတ်လိုက်အောင်မယ်ညီငယ်လေးတကယ်ပဲမင်းလားတတိထားပါဦးငါမင်းရဲ့စီနီယာအကိုတုံးပါဆရာဦးလေးလေးမြန်နိုးပါဦးစီနီယာအကိုတုံးအကိုနောက်ဆုံးတော့ရောက်လာပြီပဲညီငယ်လေးတကယ်ပဲမင်းလားဒီနှစ်တွေမှာငါမင်းကိုအယမ်းရှာနေခဲ့တာကျွန်တော်ပါအကိုရာဖြည်းဖြည်းဖက်ပါနာလို့ပါညီငယ်လေးမင်းရဲ့ကြင်ကြံခြင်းတွေဘယ်ရောက်ကုန်တာလဲအသက်ရှင်ရုံပဲရှိပါတော့တယ်လူပိုတယောက်ဖြစ်သွားပြီပေါ့ဒါတွေထားလိုက်ပါတော့အရင်ဆုံးဂိုင်းကိုပြန်ရအောင်